ဂျေဇူနဲ့ဟာဇတ်ကိုဈေးကောင်းရရင်ရောင်းလိုက်တော့အာဒီတာတယောက်ခုလောက်ဆိုရင်နှစ်ဖူးပေါ်လက်ကလေးတင်ပြီးတော့အဲ့အားထမှာစဉ်းစားနေရမယ်အကြောင်းတစ်ခုကဂျေဇူနဲ့ဟာဗတ်ကိုဈေးကောင်းရရင်ရောင်းလိုက်ရတော့မလားဆိုတဲ့အတွေးမျိုးပဲဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ဂျေဇူကခုနောက်ပိုင်းဒန်ယာရီနဲ့ရုန်းကန်နေရပြီးတော့အသင်းတွေအားထားတဲ့ကစားမဖြစ်မမြင်တွေ့ရတော့သူကိုင်ဗတ်ကလည်းပြီးခဲ့တဲ့ရာသီကနေစလို့ဒန်ယာပြဿနာမကြာခဏဖြစ်နေခဲ့တာပါ။ကြံခိုင်မာရအားနည်းမှုတွေရှိလာပြီးတော့မကြာခဏဆိုဒန်ယာပြဿနာတွေဆိုင်နေခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။သူတို့ညောင်းလုံးရောင်းချလိုက်ရင်တိုက်စပန်တွေယောဂရက်စ်တယောက်တည်းရှိတော့မှာပေါ့ဆိုပြီးတော့ပြောစရာရှိမယ်အာဒီတာတို့အဆိုပါဆိုရင်စေတွေကိုဖြည့်ရှင်းပေးမယ်ကစားမတယောက်ရှိလို့နေပါပြီ။သူကတော့မခင်မယ်နိုဖြစ်ပြီးတော့ပြီးခဲ့တဲ့ရာသီကလေးကဟာဗတ်နဲ့ဂျေဇူတို့ဒန်ယာကိုစီယာသွားခဲ့တဲ့အချိန်မှာကန်နော်ရီရဲ့တိုက်စပန်တို့အာဒီတာတယောက်အဖြစ်တစ်ခုဖြစ်အသုံးပြုခဲ့ပါသေးတယ်။29နှစ်သားမယ်ရီနိုကဆွဲဆုံးရကစားမတယောက်လို့တော့ပြောလို့ရပြီးစပိန်သားကစားမဂွေးလယ်မှာလည်းနေရာဆုံးမှာကစားနိုင်လို့အထောင်တိုင်းစုံဖြစ်နေမှာကစားနိုင်တဲ့စွမ်းတွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Football Theory I'm back ခွန်ရှိကိုအေဂျင့်မှကြိုဆိုလိုက်ပါတယ်။မယ်ရီနိုကကန်စစ်ကစားတဲ့နေရာမှာအမြင်ပေါ်ပါနိုင်သူဖြစ်တယ်လို့ကြားပြလူမှုတွေမှာလည်းကောင်းမွန်သူတယောက်ပါ။ဇော်ပိုင်းဆိုင်မှာလည်းကြန့်ခိုင်တောင်းတင်းပြီးတော့ဒိုင်းစစ်စင်တဲ့ခါမှာလည်း penetrate pass တွေပေးပို့နိုင်သူ bounce swing ချိန်သားကိုက်ပြေးဝင်အဆုံးသတ်မှုတွေကိုဂိုးသွင်းနိုင်သူဖြစ်ပါတယ်။သူကရေးကြီးတဲ့ခိုက်တန်းတွေမှာ game changer တယောက်ပေါ်မှာအဆုံးဖြတ်သွင်းကိုတွေသွင်းနိုင်တယ်ဆိုတာပြီးခဲ့တဲ့ရာသီတွေမှာကလေးကတက်တည်ပြခဲ့သူပြီးခဲ့တဲ့တနေ့ကစားခဲ့တဲ့ Andorra နဲ့ပွဲမှာလည်း hat trick သွင်းပြီးတော့ဆက်လက်ပြီးတော့တက်တည်ထူထားခဲ့သူပဲဖြစ်ပါတယ်။